တော့ဥပမာတစ်ကလေးကိုငါတို့ကြည့်ကြည့်ရကဲဥပမာတစ်မှာသူကဘာလဲဆို rational ကိန်းတန်းကြီးကိုတဲ့အရှင်းဆုံးပုံစံပြောင်းမှာဟုတ်ပြီအရှင်းဆုံးပုံစံရှင်းနေဆိုတော့အဲ့တော့သူ့ကိုရှင်းဆုံးပုံစံရှင်းတော့ဒီတိုင်းရရှင်းလို့ရပါလားမရဘူးအဲ့တော့ဘာလို့လဲသူ့ကိုစာခွဲခွဲပုံစံကတော့ခွဲထုတ်ပြပါနော်အဲ့တော့ဒီကောင်စာခွဲပုံစံခွဲထုတ်မှာဆိုဘာနဲ့ခွဲထုတ်မလဲချက်ချေကန်ဒီနဲ့ခွဲထုတ်မယ်ဟုတ်လား 6x square ဆိုတော့ဆရာတို့က 3x နဲ့ 2x နဲ့ခွဲမယ်ဒီကောင်က4ဆိုတော့နှစ်နဲ့လီလေးတော့မရဘူးဘာလို့ဆိုလို့ရှိရင်နှစ်နဲ့လီလေးမရတဲ့အကြောင်းရင်ဒီမှာ5ပြန်မဖြစ်လို့ဆရာတို့4နဲ့ခွဲပါမယ်4တက်လီ4ခွဲမယ်အဲ့ဆိုလို့ရှိရင်ကောင်က minus ဆိုတော့မျိုးကွဲမယ်ဘာမျိုးကွဲမျိုးကွဲမယ်အပေါင်းမျိုးကကြီးမယ်ဒါဆိုရင်ဒီကောင်ကအပေါင်း4နဲ့လီဖြစ်တော့ဒါအပေါင်းဖြစ်မယ်ဒါအနှုတ်ဖြစ်မယ်အဲ့တော့မှဒီမှာကအပေါင်းဆိုတော့ plus 8 ဖြစ်မယ်ဒီကောင်က minus 3x ဖြစ်မယ်အဲ့ဒါအားလုံးပေါင်းလို့ရှိရင် 5x ပြန်ဖြစ်ရမယ်နော်ဟုတ်လားအဲ့ဒါလေးခွဲမယ်နောက်ဒီကောင်လေးကိုလည်းဆရာတို့ကတစ်ချေကနဲ့ခွဲမယ်အဲ့တော့ဒီမှာက 3x 8 20ဆိုတော့4 5လေး20နော်4 5လေး20ဒီမှာကမျိုးတူမယ်အပေါင်းလေးကြီးပဲအပေါင်းဒါဆိုဒီကောင်ကဘာဖြစ်မလဲ plus 4x ဒီကောင်ကဘာဖြစ်မလဲplus 50x ဒါဆိုလို့ရှိရင်98ဖြစ်မယ်နော်အဲ့ဒါကြောင့်ငါတို့ဒီမှာနှစ်ခုခွဲသွားတယ်လေးခွဲသွားတယ်ဟုတ်လားအဲဆို 3x plus 4နဲ့ 2x minus 1တခွင်းရတယ်ဒီမှာကကျတော့ 3x plus 4နဲ့ x plus 5တခွင်းရတယ်ဒါပဲအဲ့တော့ခုနကပြောတဲ့အရှင်းဆုံးပုံစံချင်းဆိုခြေလို့ရတာငါတို့ခြေပါပေါ့ဟုတ်လားအဲ့တော့ဘာနဲ့ခြေလို့ရဒါနဲ့ခြေလို့ရနောက်ဆုံးဘာပဲကြံလဲဒါပဲကြံဒါပဲဥပမာတင်ကလေးရဟုတ်ပြီနော်လွယ်လေးရခက်ဘူးကာကြီးလေးရင်ရှင်းပြပေးလိုက်မယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့အရှင်းဆုံးပုံစံရှင်းဆိုခုနကတော့ဥပမာတစ်တိုင်းပဲငါတို့ကရှင်းမှာပေါ့အဲ့တော့သူ့ကိုဘာလုပ်မလဲဆရာမတို့ကကြက်ခြေကန်နီးနဲ့အရင်ခွဲထုတ်ပြမယ်ကဲခွဲရအောင်အဲ့ဒါခေါ်တော့ကျွန်တော်တို့ 7a square ဆိုတခုက a တခုက a ကဲမင်းတို့ဘာနဲ့လုပ်ရကောင်းလဲကဲပြောကြပါအောင်4တက်လီ4ဒါပေမဲ့ तू က20ရမှာနည်းနည်းကနန်းအကြီးရမှာကနန်းအကြီးရမှာဖြစ်တဲ့အတွက်ကြောင့်20ကိုကနန်းအကြီးရမှာဆိုတော့ဒီမှာ4တက်လီ4ထားလို့အဆင်မပြေဘူးသိလားဘာလို့ဒီကနန်းအကြီးမရဘူးမျိုးတူတယ်အနှုတ်လို့ဆိုအားလုံးပေါင်းပြရမှာเนาะအဲ့ဒါကြောင့်မို့ငါတို့ဘယ်လိုခွဲထုတ်ပလိုက်မလဲဒီမှာဒီမှာခွဲထုတ်ပလိုက်မယ်ဟုတ်ပြီเนาะမျိုးတူတယ်အပေါင်းဆိုတော့မျိုးတူတယ်ဘာမျိုးလဲ minus ဆိုအနှုတ်မျိုးတွေကြီးပဲအနှုတ်เนาะအော်ဒီမှာဘယ်လောက်ရလဲ minus ဒီမှာဘယ်လောက်ရလဲ minus ခုံလေး28ဒါဆိုရင် minus 29a ရပြီနားလည်တယ်เนาะရလားအဲ့ဆိုအပေါ်ပိုင်းကငါတို့ခွဲထုတ်လိုက်တဲ့ခါကျတော့ဒီတကွင်းလေးအဲ့ဆိုအပေါ်က 7a minus 1 a minus 4တခွင့်ရမယ်ဟုတ်လားတေချာတော့မင်းတို့ဆွဲထုတ်လို့ရတာရှင်းလို့ရတာဖြစ်မှာเนาะအဲ့တော့ဒါလေးပုံပဲအကျန်းနေတော့မလို့ဒီဘက်မှာပဲမင်းတို့အကျန်းပုံစံလေးချလိုက်ပေါ့ဒါဆိုရင် a နဲ့ခွဲထုတ်မယ်အဲ့တော့ဒီမှာဆက်ချတေချာလေးမင်းတို့ကသိလားဒီမှာရှင်းလို့ရတာမဟုတ်ဒီမှာ a minus 4တခွင့်ဒီမှာ minus 1တခွင့်ဆိုတေချာတာမင်းတို့ a minus 4တခွင့်ရှိမှာသိလားဟုတ်လားเนาะအဲ့တော့လေးလီ16ပဲဖြစ်မှာပဲဘလို့မဆိုလေးလီ16အဲ့တော့အပေါင်းဆိုတော့မျိုးတူတယ်ဘာမျိုးတွေလဲအနှုတ်တွေကြီးပဲเนาะဒါအကျန်းတွက်တာเนาะမင်းတို့တွက်လို့ရအောင်ဆိုမှတွက်ပြတာ -4a ဒီဘက်ကလည်း -4a ဒီဘက်က -8a ရတယ်အဲ့တော့ဒီတကွင်းနှစ်ကွင်းရပြီဆိုတော့ a -4 a -4ဟုတ်တယ်เนาะကဲအဲ့ဒါဆိုရင်မင်းတို့ဒီမှာခြေလို့ရတယ်ဒါနဲ့ခြေလိုက်အဲ့ဘာနဲ့ပတ်ကြအဖြစ်ရနောက်ဆုံးကြတော့ 7a - 1 a - 4ဒါပဲအဖြစ်ရကဲအဲ့တော့တွက်ကြည့်လို့ရမလား try ကြည့်လို့ရမလားရပါတယ်ဟုတ်ပြီ try မယ်ဟုတ်ပြီ